အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ Zen Knowledge YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတိုင်းနဲ့သက်ဆိုင်ပြီးရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ relationship အကြောင်းလေးကိုပြပြပေးမှာဖြစ်ပါတယ် relationship တစ်ခုတည်ဆောက်ဖို့တဲ့ထိန်းသိမ်းထားနိုင်ဖို့ကပိုပြီးအရေးကြီးပါတယ်ဒါကြောင့်ဒီနေ့မှာ relationship တစ်ခုမှာပြောရှင်ဖို့အတွက်သိထားရမယ့်အကြောင်းအရာတွေကိုမျှဝေပေးတော့မှာဖြစ်လို့ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့အကြံပြုပါရစေရှင်ဒီနေရာမှာနောက်ထပ်အကြံပြုချင်တာတစ်ခုကတော့ကျမရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင်လည်း like and subscribe လေးလုပ်ပြီးဖို့အကြံပြုပါရစေရှင်ဒီလိုဆိုရင်စလိုက်ကြရအောင်ပါ relationship တစ်ခုမှာအရေးကြီးဆုံးအကြောင်းအရာတွေကနံပါတ်1အကြောင်းအရာကတော့တယောက်နဲ့တယောက်ပုံပွင့်လင်းလင်းပြောဆိုဆက်ဆံနေထိုင်ခြင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ခံစားချက်တွေအတွေ့အမြင်တွေလိုအပ်ချက်တွေအားနည်းချက်တွေကိုကိုယ်တိုင်လက်ခံသိရှိနားလည်ပြီးတယောက်ကိုတယောက်ပုံပွင့်လင်းလင်းပြောဆိုဆက်ဆံနေထိုင်မယ်ဆိုလို့ရှိရင်နားလည်မှုလည်းပုံမရရှိလာပြီးတော့ပုံမခိုင်မြဲတဲ့ relationship တစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့တနေ့တာမှာခံစားနေရတဲ့ပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေအဆင်မပြေမှုတွေစိုးရိမ်ပူပန်မှုတွေအပြင် relationship နဲ့ပတ်သက်တဲ့အတွေးအမြင်တွေကိုလည်းအချင်းချင်းပြောဆိုဆက်ဆံဖလှယ်ရမှာဖြစ်ပါတယ်ဒီလိုပြောဆိုတဲ့အခါမှာလည်းပဲစိတ်ရှည်ညင်သာစွာပြောဆိုဖို့ရလိုအပ်ပါတယ်ဒီနေရာမှာကျမတို့မိန်းကလေးအများစုရဲ့တဘာဝတရားကပြီးထားတဲ့အားနည်းချက်ကတော့ရှိနေပြန်ပါတယ်ဥပမာကျမဆိုရင်ပြီးရနာနေရင်ရောပြီးရဖြစ်နေတဲ့အချိန်တွေမှာဆိုလို့ရှိရင်စိတ်လှုပ်ရှားရမ်းလွယ်တယ်စိတ်ထိခိုက်လည်းလွယ်တယ်အဲ့လိုအချိန်တွေမှာဆိုလို့ရှိရင်ဆက်ဆံရေးတွေကအဆင်မပြေတာတွေကများတယ်ပေါ့နော်ဒီလိုမျိုးဆက်ဆံရေးမျိုးတွေရှိတဲ့သူမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ relationship ကိုယ့်ရဲ့နေပယ်မှာရှိတဲ့လူတွေကိုကိုယ်ကဒီလိုမျိုးဖြစ်တတ်တယ်ဆိုတာလေးကိုပြထားဖို့ရအတွက်အရေးကြီးတယ်လို့ကိုယ်တိုင်လည်းပဲစိတ်ကိုထိန်းနိုင်ဖို့ရအတွက်အရေးကြီးပါတယ်ဒါကြောင့်မို့လို့ relationship တစ်ခုမှာအရေးကြီးဆုံးကတယောက်နဲ့တယောက်နဲ့ကြားမှာပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံနေထိုင်ခြင်းပဲဖြစ်ပါတယ်နံပါတ်2အကြောင်းအရာကတော့ယုံကြည်မှုကိုတည်ဆောက်နိုင်ရပါမယ်ယုံကြည်မှုရှိဖို့ရအတွက်ကနားလည်မှုကအခြေခံပဲဖြစ်ပါတယ်နားလည်မှုယုံကြည်မှုရှိတဲ့ relationship တစ်ခုဟာခိုင်မြဲမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ယုံကြည်နားလည်မှုတွေမရှိဘူးဆိုလို့ရှိရင်စိုးရိမ်စိတ်တွေတန်တရားတွေလွန်ကဲလာပြီးတော့ relationship တွေကပျက်စီးတတ်ကြပါတယ်ဒါဆိုလို့ရှိရင်ယုံကြည်မှုမရှိတော့ဘူးနားလည်မှုမရှိတော့ဘူးကိုကလည်းအမှားလုပ်ထားပြီးပြီဆိုလို့ရှိရင်ဒီယုံကြည်မှုရှိလားပြန်လည်တည်ဆောက်လို့မရဘူးလားဆိုတော့ရပါတယ်အချိန်တော့လိုပါတယ်ကိုတိုင်ကလည်းအမှားကိုလက်ခံသိရှိပြီးတော့ကိုတိုင်စူးစမ်းပြီးတော့မှယုံကြည်မှုကိုပြန်လည်တည်ဆောက်ယူမယ်တစ်ဖက်ကလည်းပဲနားလည်မှုကိုပေးနိုင်မယ်ဆိုလို့ရှိရင်အပြန်လည်ယုံကြည်မှုနားလည်မှုတွေရှိလာပြီးတော့မှခိုင်မြဲတဲ့ relationship တစ်ခုကိုရရှိစေမှာဖြစ်ပါတယ်နံပါတ်3အကြောင်းအရာကတော့အချိန်ပေးနိုင်ရပါမယ်မိတ်ဆွေကဘလောက်ပဲအလုံများတဲ့သူဖြစ်ပါစေဘလောက်ပဲတာဝန်တွေများနေတဲ့သူဖြစ်ပါစေကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ relationship အတွက်အချိန်တစ်ခုသတ်မှတ်ပြီးတော့တန်ဖိုးရှိရှိအသုံးချနေတတ်ဖို့ကြိုးစားရပါမယ်ဒီနေ့ခေတ်မှာဆိုလို့ရှိရင် social media တွေကျေပြန့်လာတာနဲ့အမျှတယောက်နဲ့တယောက်က online ပေါ်မှာပဲအချိန်ကုန်နေတဲ့အခါမှာ relationship တွေမှာမတည်မြဲမှုတွေမယုံကြည်မှုတွေဖြစ်လာပြီးတော့မှ relationship တွေကမခိုင်မြဲမှုတွေဖြစ်လာကြပါတယ်နံပါတ်4အကြောင်းအရာကတော့တယောက်နဲ့တယောက်အပြန်အလှန်လေးစားတတ်တဲ့စိတ်ထားရှိရပါမယ်လူတိုင်းမှာကိုယ်ပိုင်ထူးခြားချက်တွေအားသာချက်တွေအားနည်းချက်တွေရှိတတ်ကြပါတယ်လေးစားမှုရှိတယ်ဆိုတဲ့နေရာမှာတဦးတယောက်ထက်နဲ့မရပါဘူးနှစ်ဦးနှစ်ဖက်စလုံးကအပြန်အလှန်လေးစားမှသာလျှင်ပုံမခိုင်မြဲတဲ့ relationship ကိုရရှိစေမှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ပါတနာရဲ့အမြင်တွေကိုမိတ်ဆွေတို့ကိုယ်တိုင်ကလည်းလေးစားရမယ်သူတို့ရဲ့ဆုံးဖြတ်ချက်တွေသူတို့ဆွေးနွေးတိုင်ပင်တာတွေကိုကိုယ်တိုင်လေးလေးစားစားနားထောင်လက်ခံပြီးတော့မှအတိအမှတ်ပြုပေးရမယ်နောက်တစ်ခုကျေးဇူးတင်စကားပြောတာတွေချီးကျူးစကားပြောပေးတာမျိုးတွေစတဲ့တေးသေးမမွားလေးလို့ထင်ရပါမယ်ဒီလိုအရာတွေကိုဂရုတစိုက်ကူညီပေးခြင်းအဖြစ် relationship တစ်ခုမှာနှစ်ဦးနှစ်ဖက်ယုံကြည်မှုတွေပိုတိုးလာမယ်နားလည်မှုတွေပုံမရရှိလာပြီးတော့မှပုံမခိုင်မြဲတဲ့ relationship တွေပျော်ရွှင်စရာကောင်းတဲ့ relationship တွေရရှိစေမှာဖြစ်ပါတယ်နံပါတ်5အကြောင်းအရာကတော့ပြဿနာတွေကိုအတူတကွရင်ဆိုင်ဖြေရှင်းနိုင်ဖို့လိုအပ်ပါတယ်လူတိုင်းrelationship တိုင်းမှာပြဿနာတွေဆိုတာရှိတတ်ကြပါတယ်အရေးကြီးတာကဒီလိုပြဿနာတွေနဲ့ကြုံတွေ့ရတဲ့အခါမှာဘယ်လိုကင်တွယ်ဖြေရှင်းမလဲဆိုတာပါပဲပြဿနာတစ်စုံတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်တဦးတစ်ယောက်တည်းပြစ်မထားဘဲနဲ့နှစ်ဦးနှစ်ဖက်ပြလဲလဲဆွေးနွေးတိုင်ပင်ကြမယ်ပြီးလို့ရှိရင်တူတူဖြေရှင်းကြမယ်ဆိုလို့ရှိရင်အရာအလုံးကနည်းနည်းများအဆင်ပြေသွားစေမှာဖြစ်ပါတယ်ဒီလိုနည်းတွေကနေမှတဆင်တယောက်နဲ့တယောက်ညှိထွေးမှုတွေပုံမရရှိလာမယ်နားလည်မှုတွေပုံမရရှိလာပြီးတော့မှပုံမခိုင်မြဲတဲ့ relationship ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုအရေးကြီးတဲ့အချက်တွေကိုလက်တွေ့လေ့လာကျင့်သုံးမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ relationship တွေကပုံမခိုင်မြဲပြီးတော့မှပျော်ရွှင်စရာကောင်းလာစေမှာဖြစ်ပါတယ်
ဒါကြောင့်ဒီနေ့မှာကျွန်မမျှဝေပေးသွားတဲ့ relationship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင်အခြားစိတ်ဝင်စားဖွယ်ဘူးတုဒရဖွယ်အကြောင်းအရာတွေကိုလည်းဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျွန်မရဲ့ channel လေးကို like and subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုပေးကြဖို့အကြံပြုတိုက်တွန်းလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်